ပြန်ပြီငါပြန်နေဖက်ဝဲတော့အုပ်တုပ်စားပြန်ပြီထမင်းစားကြပါအောင်ညနေစားလိပါခရမ်းကျင်ဒီလဲပါမယ်တစ်ထုပ်ပဲတုပ်တယ်နော်ဒီနေ့စားလို့အရန်ကိုမကောင်းတဲ့လက်ဖက်ပွဲတော့အုပ်လေးပါဒီလိုအထုပ်မျိုးနော်ရှင်းအမလီတုပ်ရင်နဲ့တရီယူငုတ်ဒီစိမ့်ရဲ့ချက်သွနီရဲ့အရသာရဲ့ဘွဲတော့အုပ်တစ်ထုပ်ရဲ့ဘွဲတော့အုပ်စုပစွန်6လဲပါတယ်လက်ဖက်စုလဲ2မျိုးပါတယ်စီလဲပြန်ထည့်တယ်ကိုတိုင်းနေတဲ့တလူကိုတုပ်လို့ရတယ်နော်စားကြည့်ကြလားဒီဘွဲတော့အုပ်ကလေးစားလို့အမအရန်ကောက်တကယ်ပြောတော့နော်ကိုအရန်ကြိုက်ခမင်းနဲ့စားမယ်ဒါညနေစားလေးပါရှင်ရမ်းချင်ဒီတလုံးဘွဲတော့တစ်ထုပ်စုကွက်တီရနော်ချက်သွနီတလုံးသေးလေးနော်အဲ့လိုမျိုးဆိုဆဲကောက်မနော်ကိုတော့